လုံးကတော့မေချကချာဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီမေချကချာလို့လည်းခေါ်တယ်မေချာလို့လည်းသုံးလို့ရတယ်ဆိုဒီစကားလုံးကပေါ့နော်ခန်းဆိုင်ဘာသာစကားလို့ခေါ်တဲ့ဒီဂျပန်မှာဆိုရင်ပေါ့နော်အိုဆာကာတို့ကျိုတိုတို့သူမှာပေါ့တော့3 3ထားရှိတယ်ခန်းဆိုင်ဘာသာစကားမေချာဆိုတဲ့စကားလုံးကနေလာပြီးတော့ပေါ့နော်တိုတဲမူစုဂုခုဆိုတဲ့အဓိပ္ပာယ်ကိုဆောင်နေပေါ့နော်သူအဓိပ္ပာယ်ကတစ်စုံတစ်ခုကပေါ့နော်တင်တာထက်ပိုနေတာဒါမှမဟုတ်အလွန်မြင်အရန်ကိုဆိုတဲ့အဓိပ္ပာယ်ကိုသုံးပြီးတော့ကောင်းတဲ့နေရာမှာလည်းသုံးလို့ရတယ်လို့ဆိုးတဲ့နေရာမှာလည်းသုံးလို့ရတယ်ပေါ့နော်ဥပမာစာကြောင်းအနေနဲ့ပြောရမယ်ဆိုရင်ခုနဖုကုမီချကီလေးဒါရောသူပြောတဲ့ခါကျရင်ပေါ့နော်ဒီအိမ်အရန်လှတာပဲလို့ပြောတာဖြစ်ပြီးတော့ဟိုမှာကလာမန်ဆိုင်သွားတဲ့ခါကျရင်ပေါ့နော်လာမန်ဆိုင်ကဝါခုနလာမန်မချမ်းမိုက်ဝါလို့ပြောတဲ့ခါကျရင်ဒီလာမန်ကအရန်စားကောင်းတာပဲဆိုပြီးတော့ပြောချင်နေချင်းကြရင်ဒီမေချကချာဆိုတဲ့စကားလုံးသုံးလို့ရပါတယ်ဆိုးတဲ့စကားကြောင်းတွေမှာဆိုရင်တော့ဒီဂျပန်မှာဆိုရင်ပေါ့နော်ဂျပန်အမေရပေါ့နော်သူတို့ကလေးတွေပြောရရှိတဲ့စကားလုံးတစ်ခုဆိုရင်သူတို့အခန်းကြီးညစ်ပတ်တဲ့ခါကျရင်ပေါ့နော်အမေတွေကသူတို့ကလေးကိုအခန်းရှင်းမှုပြောချင်တဲ့ခါကျရင်ပေါ့နော်အနတ္တဟေယမေချကီတနိုင်ကိုအားဆိုပြီးတော့အဲ့လိုမျိုးပြောနေအခန်းအရန်ညစ်ပတ်တာပဲပေါ့နော်အဲ့လိုမျိုးပြောပြီးတဲ့ခါကျရင်အရန်ကိုညင်းညူချင်တဲ့အချိန်ကျရင်ပေါ့နော်ဒီအရန်ပြင်ပန်းတဲ့အကြောင်းညင်းညူချင်တယ်ပေါ့နော်ခုအရန်ဖြစ်တင်ရှိထိုက်တာထက်ကိုပို့ပြီးတော့ပြင်ပန်းတယ်ပေါ့နော်ဖြစ်တင်ဖြစ်ထိုက်တာထက်ကိုပို့ပြီးပြင်ပန်းတယ်အဲ့လိုမျိုးချိန်ကျရင်ကျော်မေချအစိုးရရှိခတ်တာပါအဲ့လိုမျိုးပြောတဲ့အဲ့လိုမျိုးပြောတဲ့အခါမျိုးမှာလည်း3 ထားရှိပါတယ်ဒါဆိုရင်တော့နိုင်ငံသားနာမည်လို့ယုံကြည်ပါတယ်